နေ့ကအမီးလေးတင်ပေးတဲ့ဝတ်တလုံးချိုချင်းကြော်နီလေးကိုအရှိတီဗီဒီယိုတင်ပေးလိုက်ပါတယ်နော်လိုက်ပါရေးကြည့်ရှုပေးပါအောင်အရင်ဆုံးဝတ်သားလေးကိုစင်းမိနေမယ်နော်ချင်းချက်သွမျိုးထောင်းထားတာထည့်မယ်ကြော်မိုးဖြစ်ဖြစ်ကောမိုးဖြစ်ဖြစ်ထည့်မယ်နော်ကြော်မိုးအနေနဲ့ထည့်ပါကြော်မိုးမုံနဲ့ငယ်ထည့်ပြီးလို့ရှိရင်ကြားနဲ့ငယ်ထည့်မယ်ရုပ်ကောင်းနဲ့ငယ်ထည့်မယ်ငှက်မြရေးကြည့်ထည့်မယ်နော်ကဲရတာမို့လေးနည်းငယ်လေးပဲထည့်မယ်စားထည့်မယ်ရတာတွေရောပြီးနေထားပြီးတော့နှက်ထားလိုက်မယ်နော်ကဲဒါထည့်ကြမဲ့ဒီနံလေးပါငရုတ်ပွားပန်းပွင့်ပဲတီကဲတော့ပန်းမပုံလေးပေါ်ထားပါတယ်ကော်ပီပါမယ်နော်ရေးဆေးပြီးတော့စစ်ထားလိုက်ပါဒါကဦးနှက်ထားတဲ့ဝတ်သားလုံးလေးကိုဒုံပြီးတော့ကြောပါမယ်နော်ချွတ်နေအောင်ကြောရင်ပူစားလို့ကောင်းပါတယ်နှက်ထားတဲ့အတွက်ရတာလေးဝင်ပြီးတော်စားကောင်းပါတယ်နော်ကဲဝတ်သားလုံးလေးကိုညီရဲတွေ့ရနေအောင်ကြောလိုက်ပါကဲရလာပြီဖြစ်တဲ့အတွက်ဆယ်ထားပါမယ်နော်ဒါလေးကခေါ်ရည်ဖြော်နီးပါခေါ်ရည်လေးကိုရေလေးနဲ့ဖြော်ပြီးတော့ရတာဖြစ်ပဲကြည့်ရမယုတ်ကောစာကြာချင်းဖြစ်မယုတ်စီရောခင်းကျင်ပြီးနှစ်ကောထည့်ထားတယ်နော်ဒါဗနီဂါလေးနည်းငယ်ထည့်ပါမယ်ကဲအားလုံးသမအောင်မွေးထားလိုက်ပါနော်တချို့ကတော့ကျိုးလိုက်တယ်နော်ကိုကတော့မကြောဘဲနဲ့ကြော်ပြီးတော့မှအကုန်လုံးရပြီဆိုမှထည့်ပြီးတော့ကြော်ပါမယ်ကဲအသီးရက်တွေကိုထည့်ပြီးကြော်လိုက်ပါကဲရတာအဖြစ်စားလေးနည်းငယ်ပဲကြည့်ရတာမုံနဲ့ကဲထည့်ကြောပါမယ်နော်ကော်ပီတုပ်လေးလည်းထည့်လိုက်ပါမယ်ဒီရွက်တွေဤသားစီရဲ့ခဏထားလိုက်ပါနော်ဒီရက်လေးတွေနည်းငယ်ဤလာပြီဖြစ်တဲ့အတွက်ဖြော်ထားတဲ့ကော်ရည်လေးကိုထည့်လိုက်ပါမယ်နော်နည်းနည်းချင်းစီထည့်ပါနော်အရမ်းကြီးဖြစ်သွားလို့ရှိရင်စားလို့မကောင်းပါဘူးတချို့ကရတာဆက်ပြီးလို့ရှိရင်မိဖို့မှာကျိုးပါတယ်ကျိုးပြီးတော့မှထည့်ပါနော်ဘာတော့အစိမ်းကိုထည့်လိုက်ပြီးတော့ကြက်နေအောင်စူနေအောင်ကြော်လိုက်ပါမယ်အဒီရွက်ဒီနဲ့ကဲရပြီဆိုလို့ရှိရင်တရုတ်နံနံလေးအုပ်လိုက်မယ်နော်ကဲရလာပြီဆိုရင်လိုချင်တဲ့အနေထားရလာပြီဆိုလို့ရှိရင်ဒီကျဲဖြစ်ကိုပုံကိုကြည့်ပါနော်နည်းနည်းလေးရေကျဲလိုချင်လို့ရှိရင်ရေနွေးလေးနည်းနည်းထည့်ပါဒါကတော့အနေတော့ပါပဲနော်နေတော့ပဲဖြစ်တဲ့အတွက်ဝတ်သားလုံးလေးကြော်ထားတာထည့်လိုက်ပါမယ်ကဲဒါကတော့ဆိုင်မှာစီကြီးပေးဝယ်စားရပြီးတော့ရတာကောင်းလာတဲ့ဝတ်သားလုံးကြော်လေးပါ